payroll ဆိုတာ employee တွေရဲ့ attendance report ကိုအခြေခံပြီးရေးဆွဲရတာမို့မှန်ကန်တိကျမှုလိုအပ်ပါတယ်။အခုဆိုရင်2025ခုနှစ်ဇွန်လကိုဥပမာအနေနဲ့ attendance report တစ်ခုကိုရရှိလာပါပြီ။ attendance report တစ်ခုအတွက် data ထည့်ရမှာ HR တဦးအနေနဲ့ဒီအခေါ်အဝေါ်တွေကိုသိရှိနားလည်ချဖို့လိုအပ်ပါတယ်။ P ဆိုတာ present, A ဆိုတာ absent, HA ဆိုတာ half of absent, CL ဆိုတာ casual leave မြန်မာလိုတော့ရှောင်းတကင်ခွင့်ပေါ့ HCL ဆိုတာ half of casual leave, EL ဆိုတာ earned leave မြန်မာလိုလုပ်သက်ခွင့်လို့ခေါ်ပါတယ် earned leave ကိုအချို့ကုမ္ပဏီတွေကတော့ annual leave လို့လည်းခေါ်ဝေါ်ကြပါတယ် HEL ဆိုတာ half of earned leave, LP ဆိုတာ loss of payment leave မြန်မာလိုလစာမဲ့ခွင့်လို့သုံးနှုန်းပါတယ် HLP ဆိုတာ half of loss of payment leave, SL ဆိုတာ sick leave နာမကျန်းခွင့်လို့သုံးနှုန်းရင်ရတယ်လို့ဈေးခွင့်လို့လည်းလူသိများပါတယ် sick leave ကို medical leave လို့တော်တော်များများကသုံးနှုန်းကြပါတယ်ဒီ Excel file မှာတော့ maternity leave ဆိုတဲ့ ML နဲ့ရောထွေးမှဆိုရင်တို့ sick leave SL လို့သတ်မှတ်ပေးထားတာပါ ML ဆိုတာ maternity leave မီးဖွားခွင့်သူကတော့အမျိုးသမီးဝန်ထမ်းတွေကိုခံလာခွင့်ပေးတာပါ PL ဆိုတာ paternity leave လို့ခေါ်တဲ့ဖခင်ဝန်ထမ်းတွေအတွက်မီးဖွားပြီးအမျိုးသမီးကိုစောင့်ရှောက်ခွင့်ပါ OL ဆိုတာ other leave ဖြစ်ပြီးအပေါ်ကခွင့်ပုံစံခွင့်အမျိုးအစားတွေနဲ့အကျုံးမဝင်နိုင်တဲ့ခွင့်တွေရှိလာခဲ့ရင်သုံးလို့ရအောင်ထည့်ထားတဲ့သဘောပေါ့အချို့ကုမ္ပဏီတွေမှာတော့အဲ့ဒီလိုသတ်မှတ်တာမရှိကြပါဘူး RL ဆိုတဲ့ replacement leave ဆိုတာပါလေသတ်မှတ်လိမရှိကြတဲ့ခွင့်အမျိုးအစားတစ်ခုပါပဲအခုပြောပြခဲ့တဲ့စကားလုံးတွေနဲ့ attendance report တစ်ခုရရှိလာအောင်ဆောင်ရွက်ထားတာပါ payroll တစ်ခုရရှိလာအောင် attendance report ရရှိပြီးတဲ့အခါပြီးပြည့်စုံတဲ့ payroll တစ်ခုအတွက်လိုအပ်တဲ့ data တွေကိုကျမတို့စက်ကြည့်ကြရအောင် payroll sheet ကိုကျမတို့လေ့လာပါမယ်သူမှာ earning ဆိုတာရယ် allowance ဆိုတာရယ် deduction ဆိုတာရယ်ကဏ္ဍပုံကူပါဝင်ပြီးကဏ္ဍတစ်ခုချင်းစီရဲ့အောက်မှာသူတို့နဲ့ related ဖြစ်တဲ့ data တွေလိုအပ်ပါတယ် earning ရဲ့အောက်မှာဆိုရင် basic salary, regularity attendance, overtime, commission, bonus အစရှိတာတွေပါဝင်တာကိုမြင်တွေ့ရမှာပါဒီထဲမှာဆိုရင် basic salary ဆိုတာကတော့ employee data entry အဆင့်မှာကတည်းကရရှိပြီးရောက်ရှိပြီးဖြစ်နေတာကိုမိတ်ဆွေတို့မြင်တွေ့ရမှာပါ regularity attendance ဆိုတာကတော့ payroll ဆွဲတဲ့လအတွင်းမှာ employee ကခွင့်ခံစားခြင်းမပြုသလိုရုံးတက်နောက်ကျတာလည်းမရှိတဲ့အတွက်ကုမ္ပဏီအချို့က pay လေးဆွဲဆောင်လေးရှိတဲ့စုပေးစနစ်နဲ့ခံစားခွင့်အမျိုးအစားတစ်ခုပါဒီ data ကတော့ရုံးတက်ရုံးဆင်းလို့ခေါ်တဲ့ check in check out report ကနေရရှိလာမဲ့ data တစ်ခုဖြစ်ပါတယ် check in check out report ကိုရရှိလာတဲ့တပြိုင်နက် regularity attendance အတွက်ပေးတဲ့စုကြီး data ကိုရရှိနိုင်သလို deduction အောက်မှာရှိတဲ့ late minute တန်ကြီး data ကိုလည်းရရှိနိုင်မှာဖြစ်ပါတယ် deduction အောက်မှာ late minute ကိုတွေ့မြင်ရမှာဖြစ်သလိုရုံးတက်အနောက်ကျတဲ့ minute အလိုက်ကောက်ခံတဲ့တန်ကြီး penalties for late minute ကိုလည်းတွေ့မြင်နိုင်မှာဖြစ်ပါတယ်ဒါကတော့အချို့ကုမ္ပဏီတွေကရုံးတက်ချိန်နောက်ကျအားကိုကာကွယ်တဲ့တန်ကြီးငွေတစ်ခုဖြစ်ပြီးရုံးတက်ချိန်နောက်ကျတာအတွက်သတ်မှတ်ခွင့်ပြုချိန်ကိုကျော်လွန်တဲ့အခါမိနစ်အလိုက် employee တွေဟာသတ်မှတ်တန်ကြီးဆောင်ကြားလေ့ရှိပါတယ်ဒီ data တွေရဖို့အတွက်ဆိုရင် check in check out report တစ်ခုကိုကျမတို့လိုအပ်ပါတယ်အချို့ကုမ္ပဏီတွေကတော့ရုံးဝင်းမှာ fingerprint scan ဒါမှမဟုတ်ရင် face scan time attendance machine လေးတွေကိုထားရှိပြီးရုံးတက်ရုံးဆင်းကို report လုပ်ရပါတယ်အဲ့ဒီ machine ကနေမှတဆင့် employee တွေရဲ့ attendance and check in check out report ကိုရရှိနိုင်မှာဖြစ်ပါတယ်အချို့ကုမ္ပဏီတွေမှာတော့ mobile application ကတဆင့် check in check out report လုပ်နိုင်တယ် third party HR application ကိုအသုံးပြုကြပြီးဒီ data တွေကိုတင်သိမ်းထားတဲ့ cloud ပေါ်ကနေ check in check out report ကိုရယူကြပါတယ်ဒီနေရာမှာကျမအနေနဲ့ manually ရိုက်သွင်းပြပြီး check in check out report နမူနာတစ်ခုကိုပြသပေးသွားပါမယ်ရုံးတက်ချိန်ရနနက်9:00 နာရီရုံးဆင်းချိန်ရညနေ9:00 နာရီလို့ဆိုကြပါစို့ကျမကအခုလိုရိုက်သွင်းပြပါမယ်
ဒီနေရာမှာရုံးသက်နောက်ကျတာကိုပြသခြင်းတဲ့အတွက်အချို့ employee တွေရဲ့ရုံးသက်ချိန်ကိုကျွန်မအခုလိုလေးတွေလိုက်ပြင်ပေးပါမယ်အခြေအနေအကြောင်းမျိုးမျိုးကြောင့်ရုံးသက်နောက်ကျမှုအတွက်10မိနစ်ခွင့်ပြုထားတဲ့အတွက်9နာရီ10မိနစ်ထက်ကျော်လွန်ရုံးသက်တဲ့ရက်တွေကိုအခုလိုအယောင်လေးခွဲပြီးထုတ်ပြထားပါတယ်ဒါဆိုရင်တော့ employee တဦးချင်းရဲ့ရုံးသက်ချိန်ရုံးဆင်းချိန်တွေကိုရရှိပြီးဖြစ်တယ်လို့ရုံးသက်နောက်ကျတဲ့အခြေအနေတွေကိုလည်းအခုလိုမြင်တွေ့ရမှာပါအဲ့ဒီကနေတဆင့်4မိနစ်တွေရရှိပြီး4မိနစ်အတွက်ပေးဆောင်ရမယ့်ဒဏ်ကြေးပမာဏကိုလည်းချက်ချင်းရရှိပါပြီ။တတ်မှတ်ဒဏ်ကြေးကို1မိနစ်ကို300ကျပ်နှုန်းနဲ့နမူနာပြတွက်ချက်ပေးထားပါတယ်။ပြီးတော့တွက်တဲ့လအတွင်းမှာဘလို့ခွင့်မှပါဝင်နေခြင်းမရှိပဲရုံးတက်မှန်ပြီးရုံးချိန်နောက်ကျမှုမရှိပဲဒဏ်ကြေးမထိတဲ့ employee data ကိုလည်း attendance report နဲ့ check in check out report ကနေရရှိပြီးဖြစ်ပြီးတတ်မှတ်တဲ့စုကြေး data ကိုလည်းရရှိပါပြီ။ဒီမှာတော့ regularity attendance အတွက်တသိန်းချက်ကိုနမူနာပြတွက်ချက်ပေးထားပါတယ်။ကျန်တဲ့ data တွေဖြစ်တဲ့ overtime, commission, bonus တွေဟာ employee တဦးချင်းရဲ့စွမ်းရည်ဆောင်နှံကြီးပေါ်ကနေရယူရမယ့်အတွက်လစဉ် manually ဖြည့်သွင်းပေးရမယ့် data တွေပဲဖြစ်ပါတယ်။ဒီထဲမှာထူးခြားနေလဲလူမှုဖူလုံရေးကြေးလို့ခေါ်တဲ့ SSB နဲ့ဝင်ငွေခွင့်လို့ခေါ်တဲ့ personal income tax ကိုတော့နောက်ဗီဒီယိုမှာဆက်လက်မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။ See you. Bye bye.